င်မရာနဲ့သာမဖမ်းမိခဲ့ဘူးဆိုရင်ဘယ်သူမှယုံမှာမဟုတ်တဲ့တုံလုံးချောက်ချားဖွေရဖြစ်ရများမင်္ဂလာပါဗျကျွန်တော်တို့ရဲ့ DN Zone ကနေတင်ဆက်နေပါတယ်ဒီနေ့မှာတော့ကင်မရာနဲ့သာအမှန်မထင်မဖမ်းမိခဲ့ဘူးဆိုရင်ကဘောပေါ်မှာဘယ်သူမှယုံမှာမဟုတ်တဲ့ဒိလန်ချောက်ချားဖွေရဖြစ်ရမယ်လို့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကဲအစင်းလေးဖြစ်ပြီးဆိုရင်တော့စီစဉ်လေးကိုစလိုက်ကြပါဗျာနံပါတ်1အရေးမဲတံ CCTV မှတ်တမ်းဒီဖြစ်စဉ်ကတော့2022ခုနှစ်ညနေပိုင်းလူတို့ကင်းဝေးပြီးတော့လုံးဝကိုမှတိတ်ဆိတ်နေမယ်ချန်ဝင်းတစ်ခုအတွင်းမှာ CCTV ကင်မရာကနေဖမ်းမိခဲ့ခြင်းပဲဖြစ်ပါတယ်ချန်ဝင်းရဲ့ညာဘက်တကားနေ့မှာလူသားတန်းအရေးမဲကြီးတစ်ခုဟာအလွန်လင်းမြန်တဲ့နှုံးနဲ့ပေါ်လာခဲ့ပြီးမျက်စိတမိတ်အတွင်းမှာကိုပဲပြန်လဲပျောက်ကွယ်သွားခဲ့တာပါတဘောလုံးဖြစ်ရတွေကိုမယုံကြည်တဲ့သူတွေကတော့ဒါကင်မရာရဲ့ချိုးယွင်းချက်မန်ဘလူးရဲ့ရှေ့ကပိုးကောင်ဒါမှမဟုတ်ညာကြီးအနီအောင်ရောင်ကြီးကြောင့်ဖြစ်ပေါ်လာရတဲ့အလင်းအောင်ရောင်ပြဲဟမှုလို့ပဲယူဆကြပါတယ်ဒါပေမဲ့လည်းတဘောလုံးဝါသနာဦးရီကတော့အဲ့ဒီရဲ့ရိတ်ကတိတိတတ်တာရည်ရွယ်ချက်ရှိလှုပ်ရှားသွားခဲ့တာဖြစ်ပြီးရိုးရပုံပြင်းတဲ့ကလူတွေရဲ့အမြင်အာရုံအစွန်းမှာခဏတာပေါ်တက်တဲ့အရေးလူသားဖြစ်ရတဲ့ကန့်ညီနေတဲ့အကြောင်းထောက်ပြခဲ့ကြပါတယ်။နံပါတ်1လူသူမရှိသောတိုက်ခန်းအင်ဒိုနီးရှားနိုင်ငံကဖြစ်ရအမျိုးသမီးတစ်ယောက်ကညနေပိုင်းမှာသူမရဲ့တိုက်ခန်းအသစ်ကိုစစ်ဆေးဖို့အတွက်ဝေးလံခေါင်သေးတဲ့ခီးကနေလာခဲ့ပါတယ်။အဲ့ဒီအချိန်မှာဖြစ်ချင်တော့တိုက်ခန်းကမီးပြတ်နေကြတာကြောင့်တခန်းလုံးကလည်းလုံးဝကူမှမောင်မဲသွားခဲ့ရပြီးတိတ်ဆိတ်လုံနေကြတာဖြစ်ပါတယ်။သူမကတော့ဓမီထိုပီမိဖို့ကြောင့်ဘက်ကိုကင်မရာနဲ့ဝေးရိုက်လိုက်တဲ့အခါမှာဓမင်းစပွဲပေးမှာပုံမှန်မဟုတ်တဲ့မတက်ကြီးငိမ်သက်စွာရက်နေတဲ့အမျိုးသမီးတစ်ယောက်နဲ့ကလေးတစုရဲ့ပုံသဏ္ဍာန်ကိုမြင်တွေ့ခဲ့ရပါတယ်။အဲဒီအရာကတော့သူမရဲ့ဘက်ကိုတပြိုင်နက်ထဲလှည့်လာခဲ့ပြီးမျက်လုံးတွေကလည်းအမောင်တဲမှာအယောင်တောက်လာခဲ့တာကြောင့်အမျိုးသမီးဖြစ်သူကတော့လန့်အောင်ပြီးတော့ထွက်ပြေးခဲ့ရပါတယ်။ဒါတစုံတစ်ယောက်ကတေချာပြင်ဆင်ပြီးနောက်ပြောင်ထားတဲ့စီစဉ်မှုပဲလား။ရာဝတ္ထုတွေပေါ်မှာအလင်းပြန်ပြီးမျက်စိမားသွားခဲ့တာပဲလား။ဒါမှမဟုတ်တိုက်ခန်းထဲမှာတကယ်ပဲစောင့်ကြုံနေတဲ့နာနာဘွားရီလားဆိုတာအငြင်းပွားဝယ်ဖြစ်နေစေပါပဲ။နံပါတ်3ချေရမရှိဘဲနဲ့တကားလာထုတိဖြစ်ရခိုင်လူမြင်ရတဲ့မျိုးသားကတော့မနဲ့စောစောပိုင်းမှာသူ့ရဲ့မြေရောက်ခန်းတကားကိုတစုံတစ်ယောက်ကပြင်းပြင်းထန်ထန်ကိုမှလာရောက်ရိုက်ခတ်နေတဲ့အတန်ကြီးကြောင့်တွားရောက်စစ်ဆေးခဲ့ရပါတယ်။ခိုင်ကတော့တကားကိုဖွင့်ကြည့်လိုက်တဲ့အချိန်မှာအတန်ကြီးကချက်ချင်းကိုမှရက်သွားခဲ့ပြီးဘယ်သူမှလည်းရှင်းနေခဲ့ပါဘူး။သူကတော့ပြင်ဘက်ကိုထွက်စစ်ဆေးတဲ့အခါမှာမြေပြင်ပေါ်မှာလက်လက်ဆက်ဆက်ကြာထားတဲ့နေတွေကဖုံးလွှမ်းနေခဲ့ပြီးအိမ်ဘက်ကိုလည်းလာထားတာဒါမှမဟုတ်အိမ်ကနေထွက်သွားတဲ့လူဒါမှမဟုတ် trace and ချေရကလုံးဝကိုမှမရှိနေတာကိုတွေ့ခဲ့ရပါတယ်။နေရဲ့ပေါ်မှာချေရမရှိခြင်းကလူတစ်ယောက်ကလာနောက်ပြောင်ခြင်းမဟုတ်တဲ့အကြောင်းသက်သေပြနေခဲ့ပြီးအဲ့ဒီရဲ့စုညံတန်ကိုပြုလုပ်ခဲ့တဲ့ຢာကအရာဝတ္ထုမရှိတဲ့နာနာဘောတစ်ခုကအိမ်ထဲအထိကိုမှရောက်နေခဲ့ပြီးပုံမှုကျန်းတန်းစွာ6နှစ်လာခြင်းဖြစ်နေတဲ့အကြောင်းသုံးသပ်ခဲ့ကြပါတယ်။နံပါတ်4လေးဘက်ထောက်သွားလာနေတော့တတဝါထမီလိုမြည်ရတဲ့အမျိုးသမီးဟာညနေပိုင်းမှာသူမရဲ့အရှိကားလမ်းတွေကိုကာမဝလာစင်လန်တစ်ဖက်မှာထူဆန်းပြီးတော့ကြောက်စရာကောင်းလုံးတဲ့အရာတစ်ခုကိုသူမကသတိပြုမိခဲ့ပါသည်။ CCTV ကင်မရာထဲမှာပြင်းအနီးမှာပြန်ဝဲနေတဲ့လင်းလက်နေတဲ့အလင်းတန်းတစ်ခုကိုဖမ်းမိခဲ့တာပါ။အဲ့ဒီအလင်းတန်းကတော့လေးဘက်ထောက်ပြီးပုံမှန်မဟုတ်တဲ့ပုံစံနဲ့တွာလာနေတဲ့တတဝါမဲကြီးတစ်ခုနဲ့တွဲလျက်ရှိနေခဲ့တာပါ။အဲ့ဒီအရာကပုံဝန်းကျင်ကိုအကဲခတ်ဖို့အတွက်ခဏလေးမတ်တက်ရက်လိုက်ခဲ့ပြီးလူသားနဲ့မတူတဲ့ပုံသဏ္ဍာန်ဖြစ်ပြောင်းလဲသွားခဲ့ကလေးဘက်ပြန်ထောက်ပြီးတော့ကင်မရာမြင်ကနေကနေပျောက်ကွယ်သွားခဲ့ပါသည်။လှူရှားသွားလာတဲ့ပုံနဲ့ခန္ဓာကိုယ်ပုံသဏ္ဍာန်ပြောင်းလဲသွားမှုတွေကလူသားဒါမှမဟုတ်ဒါမက်ထရစ်ဆန်တကောင်ရဲ့သဘောဝါနဲ့လုံးဝကိုမှမတူညီနေကြတာကြောင့်ဒါအလုံးမင်းကောင်မှထိတ်လန့်ဖွယ်ကောင်းနေကြရတာဖြစ်ပါသည်။နံပါတ်5အိတ်ခမ်းတွေကဝင့်ညင်တဲ့ TV မှရောင်ပြန်မိန်းကလေးတစ်ယောက်ကညဘက်အတူတူအိမ်ရင်းနဲ့ဖုန်းနဲ့ဗီဒီယိုရိုက်ပြီးတော့စောကစားနေကြပါသည်။အဲ့ဒီအချိန်မှာပဲမိကုန်းငွေလိုဖြူဖြောဖြောဝင့်ညင်တဲ့ပုံသဏ္ဍာန်တစ်ခုဟာကင်မရာရှေ့ကနေအလွန်မြန်ဆန်းစွာဖြတ်တန်းသွားခဲ့တာပါ။ဗီဒီယိုထဲမှာတော့တူတူလေးနဲ့ဒီကိုလာလို့ပြောတဲ့အတန်ကထွက်လာခဲ့ပြီးစက္ကန့်ပိုင်းကြာမှတော့ကင်မရာရိုက်နေတဲ့ K-Mary ကိုယ်တိုင်ကအဲ့ဒီအတန်ကိုကြားခဲ့ရခြင်းမရှိဘဲနဲ့စိတ်လိုလျောက်အဲ့ဒီစကားကိုပြန်လည်ရွတ်ဆိုမိနေခဲ့ပါတယ်။နောက်ပိုင်းမှာတော့ TV ဖန်သားပြင်ပေါ်မှာအခင်းထဲမှာတစုံတစ်ယောက်ကလှူရှားသွားလာနေတဲ့ရောင်မြန်ပွင့်ရက်တစ်ခုကထင်ရလာခဲ့တာဖြစ်ပါတယ်။အဓိကချက်ကတော့ TV ဖန်သားပြင်ပေါ်မှာလူရိတ်လှူရှားမှုကိုပြနေတဲ့ဆိုပေမဲ့ K-Mary ကိုင်ထားတဲ့ဖုန်းရဲ့ကင်မရာ flash မီးအောင်ကိုတော့ TV ပေါ်မှာလုံးဝကိုမှရောင်ပြဲခြင်းမရှိတာကြောင့်အဲ့ဒီအရာကသဘောကအလင်းမောင်နှီးရမားတွေကိုကျော်လွန်နေတဲ့သဘောလုံးဖြစ်တစ်ခုဖြစ်နိုင်တဲ့အကြောင်းယူဆခဲ့ကြပါသည်။နံပါတ်6ပုံမိုဆိုးရွားလာတဲ့6လန့်မှုနဲ့လက်သေးရတင်ကြံတစ်ခုမှာလှုပ်တဲ့ Nick လို့အမည်ရတဲ့သူကသဘောလုံး6လန့်မှုတွေကိုဂိမ်းမဆိုင်ပဲနေခြင်းအဖြစ်ပြောင်းကွယ်သွားမလားလို့ကြိုးစားခဲ့တယ်ဆိုပေမဲ့အဲ့ဒီအရာကသူ့ရဲ့အိမ်မနဲ့မကပဲနဲ့အလုံးခွင့်ထိကိုပါပုံမိုဆိုးရွားစွာလိုက်လံ6လန့်လို့နေကြတာဖြစ်ပါတယ်။မိဖို့ကြောင့်ဗီဒီယိုတကားတွေအလိုလျောက်ပွင့်လာခဲ့ပြီးခွက်တွေကလည်းပြုတ်ကျကုန်ကနောက်ခံမှာတူတူလေးကက်ကက်တန်နဲ့စကားပြောတန်တွေကိုကြားနေရပါတယ်။တင်ချိုင်းကသူ့ရဲ့ကားကိုတောင်ထဲမှာနေရန်တွေကိုတစ်စုံတစ်ယောက်ကပြင်းပြထန်ထန်ကမှလိုက်ထုနေကြတာကြောင့်နေရန်မှာချိန်ထားတဲ့တန်ကြိုးတွေကပါလောက်ခသွားခဲ့ရတာပါ။
နောက်ဆုံးမှာတော့ကျမ်းပြင်းပေါ်မှာရှည်လျားပြီးထမြက်လာတဲ့လက်သေးတွေနဲ့ဆွဲချစ်ထားတဲ့ကြီးမားတဲ့လက်ဝါးရလက်သေးရကြီးတစ်ခုကိုသူကရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။ဒါဝိညာဉ်တွေကကြောင်းလန့်မှုကိုအာရပြုပြီးတော့ပုံမအင်အားကြီးမားလာတာဖြစ်နိုင်တယ်လို့အဲ့ဒီအရာကတင်းချိုင်းကြောင်းမှုလို့မဟုတ်ဘဲနဲ့နေကရဲ့အနောက်ကိုအိမ်ထိလိုက်ပါကဲ့ညင်နေတဲ့ဝိညာဉ်ဆိုးတစ်ခုဖြစ်နိုင်တဲ့အကြောင်းသဘောလုံးစုံစမ်းစစ်ဆေးတဲ့သူတွေကသုံးသပ်ခဲ့ကြပါတယ်။နံပါတ်9 1909ခုနှစ်ဆောက်အိမ်ဟောင်းကြီးနဲ့အယုတ်အိမ်ဂျင်နီဖာလို့မြည်ရတဲ့သူဟာ1909ခုနှစ်ကဆောက်လုပ်ခဲ့တဲ့တမိုင်းဝင်အိမ်ဟောင်းကြီးတစ်ခုတည်းကိုပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။လောကီမြေရှိသူအများပြားဟာအဲ့ဒီအိမ်ကကွယ်လွန်ထားတဲ့ကလေးငယ်တွေရဲ့ဝိညာဉ်တွေကရှိနေတယ်လို့တညီတညို့ထဲကမှပြောဆိုခဲ့ကြတာပါ။အိမ်ထဲကရှေးအောင်ရုပ်ရင်ကိုချိန်ထားတဲ့ ring လုံခြုံရေးကင်မရာတွေမှာကြီးမားတဲ့လင်းလုံးတွေကအရုပ်ရင်ထဲမှာလှုပ်ရှားနေကြတာကိုဖမ်းမိခဲ့ပါတယ်။စက္ကပိုင်းကြာမှာတော့ကင်မရာကူတဲ့ကြီးကတစုံတစ်ယောက်ကတွန်းလိုက်ခဲ့တယ်လို့အလိုလျောက်ရေလွှာသွားခဲ့တာပါ။ဗီဒီယိုစာအုပ်ပိုင်းမှာလည်းအမျိုးသားတစ်ယောက်ကတူတူလေးချောင်းဆိုးလိုက်တန်ကိုလည်းကြားလိုက်ရပါတယ်။ကင်မရာလှုပ်ရှားသွားမှုကိုတာမန်လေးတိုက်တာဒါမှမဟုတ်ကင်မရာအထိုင်ချောင်းနေတာကြောင့်လို့အကြောင်းပြချက်ပေးနိုင်ပေမဲ့ကြိုတင်ပြောထားတဲ့ကလေးဝိညာဉ်တွေရှိခြင်းထူးဆန်းတဲ့အတန်များကြားရခြင်းနဲ့အလင်းလုံးများပေါ်ထွက်လာခြင်းတို့ပေါင်းစပ်လိုက်တဲ့အခါမှာဒါဝိညာဉ်နဲ့မတကယ်ချင်းလဲကျက်စားနေတဲ့အိမ်တိမ်ဖြစ်နေတဲ့အကြောင်းထင်ရှားစေခဲ့ပါတယ်